မှာကြည့်အောင်ဒီမှာကျအနောက်မှာကျစိတ်ကောက်နေကြတော့အဲ့နေစိတ်ကောက်ပြီးတော့ဒီမမှန်းသီးတွေကိုစားမလို့လေကျဦးဝဲလာတာနှစ်ကင်းတော့9လုံးပါတာအဲ့ဒါဦးဝဲ3လုံးစားတယ်2လုံးချန်လာတာမစားခြင်းလို့အဲ့ဒါကိုကျမစားလို့စိတ်ကောက်နေကြတဲ့လားမတဲ့လားမသိပါနဲ့နေမကောင်းဖြစ်နေတဲ့ဟာမတဲ့ဆရာကိုယ်တိုင်နဲ့ပြောရဆရာမကြားတယ်အချင်းစားလို့ရအချင်းစားလို့ရတာဟုတ်တယ်ဒီမှာအဆက်တွေပါတယ်လေအသက်တွေကရေးသေးသားပြောပါလေဟဲ့ပြတာရင်နာစာတွေမတတ်မပြတ်နေရင်နာစာငါ့လမ်းပိနာထမင်းသားရောက်ဝယ်ပြီးရင်နာစာလို့ဟဲ့လမ်းမရထမင်းသားတတ်ပြတ်ရှိရလေအောက်ထားလေရှင်လာပါပဲမကျွေးပါမစားနဲ့နေချောခွာတစ်ခုဖြစ်ရင်နေစိတ်ပူလို့ပြောနေတာနေကစတနာနဲ့မတန်ပါဘူးအဲ့ဒါမစားလို့စိတ်ကောက်တော့ကြာရေဆေးပြီးစားမယ်လဲဆိုပြီးရေသွားဆေးတယ်လေခုနကဒီလုံးကြာရေသွားဆေးတယ်လေရေကိုပြောင်းမဆေးဘဲနဲ့ယူလာပြီးတော့ဒီမှာလည်းရေဆေးပြီးသွားပြီလေဆိုပြီးကြာပြီးလဲပြီးတော့မစားလဲဟဲ့မစားနဲ့ပြန်ထည့်လာခဲ့လို့ပြောစိတ်ကောက်ပြီးတော့သွားပြီးပလက်လွားလှန်လေကြာရောခဖြစ်ရှင်လို့တော့ပြောရောနေမကောင်းဖြစ်နေတာဟာမဟုတ်တဲ့ဟာတွေတော့တော်တော်စားခြင်းတယ်တော်တော်ပြောရတယ်အနာကိစ္စတွေမျိုးတို့နားကြီးရဟာနေရလဲဟာတော်တော့ဟာအဲ့ဒါလိုက်မစားနဲ့မစားဘူးလို့ပြောစိတ်မကောက်နဲ့စိတ်ကတော့ဘုံကငါနာတို့ငါလိုက်ပလက်လိုက်ပြီးငြိမ်းနေစိတ်မကောက်ပြီးရောအားမတက်တာတော့မဟုတ်တဲ့ဟာစားခြင်း